မင်္ဂလာပါခင်ဗျာကျွန်တော်ခုနကမှ live လွှင့်ပါတယ်အဲ့ဒီမှာ2026ကအရေးကြီးတဲ့ deadline လို့ပြောပါတယ်ကျွန်တော်ပြောခဲ့ပါတယ်ကျွန်တော် live လွှင့်ပြီးတော့ကျွန်တော် Facebook ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာလွန်ခဲ့တဲ့တနာရီကတင်ထားတဲ့သတင်းတစ်ပုဒ်ကိုတွေ့ရပါတယ်အဲ့ဒါကတော့ FSC ဖွဲ့စည်းခြင်းပဲဖြစ်ပါတယ်ကျွန်တော်အခုလေးတင်ပြောတယ် Federal Steering Council FSC ဖွဲ့ပြီးဆိုတာကို BBC မြန်မာပိုင်းသတင်းမှာကျွန်တော်ဖတ်လိုက်ရပါကျွန်တော်တော်ဝမ်းသာသွားပါတယ်အခုတင်ကျွန်တော်ပြောတာပြီးတော့ကျွန်တော် live လုပ်လိုက်တာပါအရေးကြီးလို့ပါဒါကြောင့်မင်္ဂလာပါကျွန်တော်ပြောချင်တာလေးပြောရမယ်နော်BBC မြန်မာပိုင်းရဲ့သတင်းအရအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လှန်ရေးဦးဆောင်ဖွဲ့တွေပူးပေါင်းပြီးတော့ Federal Steering Council FSC ကိုဖွဲ့စည်းသွားမယ်လို့သိရှိရပါတယ်ခင်ဗျာ FSC ကစနစ်ကျတဲ့ Federal အာဏာပိုင်ဖြစ်နေပြောင်းလဲဖော်ဆောင်ရည်ရွယ်ပြီးတော့အချက်၃ချက်ကိုအဓိကထားပြင်ဆင်နေတယ်လို့ဆိုပါတယ်ပထမအချက်ကတော့နိုင်ငံရေးတရားဝင်မှုဒုတိယအချက်ကတော့ချိတ်ဆက်ညှိနှိုင်းမှုတတိယအချက်ကတော့အဆက်မပြတ်ဆောင်ရွက်နိုင်ရေးဖြစ်ပါတယ်အဲ့ဒီချက်တရားဒီနေ့မြန်မာရေးအတွက်အလွန်အရေးကြီးပါတယ်ခင်ဗျာအထူးသဖြင့်တော့မြန်မာစစ်တပ်ကဒီရွေးကောက်ပွဲအတုတွေအသုံးချပြီးတော့သူတို့တရားဝင်မှုကိုပုံဖော်နေတဲ့အချိန်မှာတော်လိုင်းအင်အားစုတွေဘက်ကနေပြီးတော့တရားဝင်မှုကိုစနစ်တကျပြသနိုင်ဖို့ FSC ကိုရွေးချယ်ထားတယ်ဆိုတာသတိထားမယ်ချက်ပါကောင်းတယ်ဗျာအဲ့ဒီပြင်လက်နက်ကိုင်ခုခံတော်လှန်ရေးတဲ့ပို့ပြီးတော့ဘိုးချိတ်ဆက်ညှိနှိုင်းထားတဲ့စနစ်တစ်ခုလိုအပ်လာနေတယ်ဆိုတာကိုအလေးနဲ့ထားပေါ်ပြထားပါတယ်အထင်းချုပ်နေမြေဒီမှာတော်လှန်ရေးအာဏာပိုင်ဆိုးမှုကိုလက်တွေ့ထင်ရစေဖို့ပြည်သူအုပ်ချုပ်ရေးကိုစနစ်တကျဆောင်ရွက်နိုင်ဖို့ဆိုရင်အခုလိုမျိုးဗဟိုညီနိုင်မှုမဖြစ်မနေလိုအပ်ပါတယ်အဲဒီသတင်းရက NUG နဲ့ NUCC တို့ကလည်း FSC စီမံမှုအောက်မှာပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆွေးနွေးထားကြပါတယ်အဲ့ဒါကလက်ရှိ NUG စနစ်ကနေပြီးအနာဂတ်အသွင်ကူးပြောင်းရေးကာလ Federal Democracy အစိုးရ TFDG အဲ့ဒီစီကိုတွားမဲ့ပေါင်းကူတရားအဲ့ဒီလိုပေါင်းကူတရားတစ်ခုဖြစ်ပေါ့နော်FSC ကိုမြင်ထားတယ်ဆိုတော့ဒီပဲပါအဲ့တော့အသွင်ကူးပြောင်းရေးကာလ Federal Democracy အစိုးရtransition Federal Democracy Government အဲ့ဒီကိုတွားမဲ့ပေါင်းကူတရားပေါ့နော်အဲ့ဒီအတွက် FSC ကိုမြင်ထားတယ်ဆိုတော့ဒီပဲပါကျွန်တော်နည်းနည်းပြောချင်တာလေးတော့ရှိပါတယ်အဲ့ဒါကတော့ FSC ကနာမည်တစ်ခုပဲမဖြစ်ရပါဘူးကြေညာချက်တစ်ခုပဲမဖြစ်ရပါဘူးဒီစစ်အာဏာကိုအစားထိုးမဲ့ Federal အာဏာပိုင်စနစ်တစ်ခုဖြစ်နေလက်တွေ့အလုပ်လုပ်ရနိုင်မယ်စစ်အာဏာကိုအစားထိုးမဲ့ Federal အာဏာပိုင်စနစ်တစ်ခုဖြစ်နေလက်တွေ့အလုပ်လုပ်ကင်နိုင်ရပါမယ်အပြည်သူတွေကိုမျက်စိမိတ်မထောက်ခံပါဘူးပြည်သူတွေကလည်းမျက်စိမိတ်ပြီးတော့မထောက်ခံပါဘူးကျွန်တော်သိပြီးထောက်ခံဖို့လိုပါတယ်ဒါကြောင့်ဘာတွေလုပ်သလဲဆိုတာလဲကျွန်တော်တို့တွေကိုပြည်သူတွေကိုကျွန်တော်တို့ပွင့်လင်းမြင်သာစွာအမြဲတမ်းပြောပြနေဖို့လိုပါတယ်သူတို့ပြန်ကြားရေးပေါ့နော်ကျွန်တော်တို့ပြစ်မထားပါနဲ့ပြည်သူတွေကသိကျင်နေရလေဒါတွေကိုအမြဲတမ်းပြည်သူတွေကိုချပြဖို့လိုပါတယ်
ကြိတ်ပြီးလောက်ရမယ်အချိန်မဟုတ်တော့ဘူးလို့ထင်ပါတယ်ဒါပေမဲ့လည်း force ဟုတ်တွေတော့မပေးနေပေါ့ဗျာနော်အဲ့တော့ပြည်သူတွေကလက်ခံဖို့ကိုပြောပါဒီကတိတ်ပြီးတော့မျောလင်းချက်ကြီးကြီးမားကြီးလည်းချမပြပါနဲ့ကျင်းသေးတဲ့ဟာပဲချပြပါမကျင်းသေးသေးလို့ချမပြတာလည်းမလုပ်ပါနဲ့ကျွန်တော်တို့သိရှိနိုင်ဖို့အမှန်တရားတွေကိုချပြဖို့လိုပါတယ်ဒါပြောပြရစီပြီးတော့ Federal ဆိုတာစကားလုံးလှလှလေးမဟုတ်ပါဘူးအားလုံးသိပြီးသားအာဏာမျှဝေခြင်းပြည်သူတွေလည်းသိပြီးသားအာဏာကိုမျှဝေမယ်စနစ်တကျခွဲဝေမယ်အဲ့ဒါကိုဟာကြီးပဲကင်တွယ်ပြီးတော့အာဏာကိုစုပ်ယူထားပြီးတော့မှအနေချင်းမညီမမျှပေးတာမျိုးလည်းမလုပ်စေချင်ပါဘူးဒါကလည်းတည်ပြီးသားဖြစ်မှာပါနော်အဲ့ဒီချက်တွေကို FSC ကလက်တွေ့ပြနိုင်ရင်တော့ဒါဟာမြန်မာအနာဂတ်အတွက်တကယ်ကိုမျှော်လင့်ချက်ဖြစ်လာပါလိမ့်မယ်2026ကတကယ် deadline ကိုကြော်ဖြတ်တော်မှာပါကျေးဇူးတင်ပါတယ်ဗျာကျေးဇူးတင်ပါတယ်